တရားအပုတ်ရေပေါင်း3000ကျော်အထိ free ရမယ့် application လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ကိုယ်တိုင်တရားနာကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်း YouTube မှာတရား channel ပြန်လုပ်ဖို့အတွက်တရားအသံဖိုင်တွေရှာရခက်နေတာဖြစ်ဖြစ်ဒီ application လေးထဲမှာ free ရမှာဖြစ်ပါတယ်။အရင်ဆုံး Play Store ကိုသွားလိုက်ပါ။ Play Store မှာကျွန်တော်တို့ Audio Hub ဆိုပြီးတော့ရိုက်ရှာလိုက်ပါ။တကယ်လို့ Audio Hub လို့ရိုက်ရှာတာမပေါ်လာဘူးဆိုလို့ရှိရင်လည်းဒီဗီဒီယိုရဲ့ comment မှာကျွန်တော် link လေးပေးထားပါမယ်။ဒီဟာလေးပါဒီကောင်လေးပါအဲ့ထဲကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်ပါဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ download မဆွဲရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ download ကိုနှိပ်ပြီးတော့ install လုပ်ပေးရပါမယ်ကျွန်တော်တို့ဆွဲပြီးသွားပြီဆိုတော့တစ်ခါလေးဖွင့်လိုက်ပါမယ်ဖွင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့စချင်းမှာဒီလိုပုံစံလေးမြင်ရပါလိမ့်မယ်ဒီမှာကျွန်တော်တို့တရားအပုတ်ရေပေါင်း3900ကျော်ရှိပါတယ်အဲ့ဒီတရားတွေကိုကျွန်တော်တို့အခမဲ့နားထောင်လို့ရမှာဖြစ်ပါတယ်ဒီ application လေးတစ်ခုကိုထည့်ထားပေးရုံပါပဲဒီအပေါ်မှာရှိတဲ့ audio book ဆိုတာကကြတော့ကိုကစာအုပ်တွေနားထောင်ရတာကြိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီထဲမှာသွားပြီးတော့နားထောင်လို့ရပါတယ်လက်ရှိမှာတော့200ကျော်ထည့်ပေးထားပါတယ်နောက်ထပ်လည်းအများကြီးထပ်ထည့်ပေးဖို့ရှိပါသေးတယ် audio book တွေကျွန်တော်တို့ထောင်နဲ့ချီပြီးထည့်ပေးဖို့ကျွန်တော်မှာအစင်နဲ့ပြင်ထားပြီးပါပြီ okay ကျွန်တော်တို့အရင်ဆုံးဒီတရားတွေကိုဝင်လိုက်ပါမယ်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာဆရာတော်ကြီးရဲ့နာမည်နဲ့တကွာရှိပါတယ်နော်ဒီဘက်မှာဒါ audio တီးတဲ့အတန်ဖိုင်တီးတဲ့နားထောင်တာပါကိုကဗီဒီယိုကြည့်နေတယ်ဆိုလို့ရှိရင်ဒီဘက်ကဗီဒီယိုဆိုတာကိုနှိပ်ကြည့်ပါအဲ့ဘက်မှာလည်းဗီဒီယိုတွေကြည့်လို့ရပါတယ်ဆိုတော့အရင်ဆုံးကိုတရားနာခြင်းတဲ့ဆရာတော်ရဲ့ profile နဲ့ဝင်လိုက်ပါနော်ဝင်လိုက်ပြီဆိုလို့ရှိရင်အောက်ဖက်ကလေးကိုဆွဲလိုက်ပါဆွဲလိုက်ရင်အောက်မှာကျွန်တော်တို့တရားတွေအများကြီးရှိပါလိမ့်မယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့အပုတ်ရေပေါင်းထောင်နဲ့ချီပြီးတောင်ရှိပါတယ်3100ကျော်တောင်ရှိပါတယ်အဲ့ထဲမှာကိုနှစ်သက်တာကိုနှိပ်ပြီးတော့နားထောင်လို့ရပါတယ်ဒီရှာတဲ့နေရာလေးကနေလည်းကိုကတရားနာမည်လေးကိုရိုက်ရှာပြီးတော့လည်းတစ်ခါလေးရှာကြည့်လို့ရပါတယ်ကျွန်တော်တစ်ခုနမူနာဖွင့်ပြပါမယ်ဒီလိုမျိုးလေးပေါ်လာပြီဆိုခဏစောင့်ပေးရပါမယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့တရားစပြီးတော့နားထောင်လို့ရပါပြီ application လေးကိုကျွန်တော်တို့ထွက်ထားပြီးတော့လည်းကျွန်တော် background play အနေနဲ့ဖွင့်ထားလို့ရပါတယ်โอเคအားလုံးပဲဒီနည်းလေးတိုင်းဆန်းကြည့်လို့ရပါပြီတကယ်လို့လုံးဝတာအဆင်မပြေဘူးဖြစ်နေတယ်ဆိုလို့ရှိရင် comment မှာပြောသွားပေးလို့ရပါတယ်ကျွန်တော်အတက်နိုင်ဆုံးပြင်ဆင်ပေးပါမယ်တော့ဆိုမိုးရွာနေတော့အတန်စုနေရင်တော့တစ်ချက်တီးခံပေးပါအားလုံးကြည့်ပြီးတော့ကျေးဇူးပါ